အမေရိကန်နဲ့အီရန်ကြား22နာရီဆွေးနွေးပွဲပြတ်သွားပါပြီ။အမေရိကန်နဲ့အီရန်ကြားကအလျှော့မပေးတဲ့အနီရောင်မြင်းများတိစက်ချိန်ဧပြီလ12ရက်နေ့နေ့လယ်12နာရီဝန်းကျင်ပါပါကစ္စတန်နိုင်ငံအစ္စလာမဘတ်မြို့မှာနေတိုးညတဝက်စုစုပေါင်း22နာရီနီးပါးညနေချင်းဆိုင်အကျိတ်အနဲ့ဆွေးနွေးပြီးတဲ့နောက်မှာတော့ကဘာကြီးကမျော်လင့်နေတဲ့အမေရိကန်နဲ့အီရန်ကြားငင်းချင်းဆွေးနွေးပွဲကြီးကအဖြေမထွက်ဘဲပြတ်သွားပါပြီ။အမေရိကန်ရဲ့ဒုတိယသမ္မတ JD Vance ကသတင်းတောက်တွေကိုသတင်းဆိုးကတော့သဘောတူညီချက်မရခဲ့ပါဘူး။ဒါကအမေရိကန်ထက်အီရန်အတက်ပို့ပြီးတော့သတင်းဆိုးဖြစ်ပါလိမ့်မယ်လို့ခပ်ပြက်ပြက်ပြောပြီးတော့သူ့ရဲ့ Air Force 2လေယာဉ်ပေါ်ကိုတက်ပြီးတော့ပြန်သွားပါပြီ။အီရန်ဘက်ကလည်းအမေရိကန်ရဲ့အလွန်အကျွံတောင်းဆိုမှုတွေကြောင့်ဒီဆွေးနွေးပွဲပြည့်ရတာလို့ချက်ချင်းတုံ့ပြန်ထားပါတယ်။ဒီနေ့ရုပ်သံမှာတော့တကားပိတ်ဆွေးနွေးပွဲဂန်တွေက22နာရီအတွင်းဘာတွေဖြစ်ခဲ့လဲဘယ်အချက်တွေကဆွေးနွေးပွဲကိုပြည့်စည်ခဲ့တာလဲဒုက္ခပင်လယ်ဝင်နေတဲ့ကမ္ဘာရေနံဈေးကွက်အခြေအနေတွေကိုအရှင်းလင်းဆုံးတင်ဆက်ပေးပါမယ်1989နောက်ပိုင်း48နှစ်အတွင်းပထမဆုံးအကြိမ်မျက်နှာချင်းဆိုင်တွေ့ဆုံပွဲဒီပွဲကအင်မတန်ကိုတင်းမာပါတယ်ပါကစ္စတန်ရဲ့သတင်းရင်းမြစ်တွေရဲ့အဆိုအရဆိုရင်ဆွေးနွေးပွဲတစ်လျှောက်လုံးမှာနှစ်ဖက်စလုံးကစိတ်ခံစားမှုတွေအတက်အကျအယမ်းများပြီးတော့စကားများညင်းခုန်တန်းတွေကြောင့်ဟီရီအမြဲတက်နေခဲ့တယ်လို့ဆိုပါတယ်။အမေရိကန်ရဲ့ဒုတိယသမ္မတကတော့ဒီပွဲကိုအမြန်ဆုံးဖြတ်ချင်ပုံရပါတယ်။အမေရိကန်ဘက်ကသူတို့ရဲ့နောက်ဆုံးနဲ့အကောင်းဆုံးအဆိုပြုချက်ကိုချထားပေးခဲ့တယ်။ကိုယ့်ဘက်ကလိုက်ရောနိုင်တဲ့လောက်လိုက်ရောပေးခဲ့တယ်လို့ဆိုပါတယ်။ဒါပေမဲ့အီရန်ကတော့သူတို့ရဲ့ဒီထုံးစံအတိုင်းအချိန်ယူပြီးဖြည်းဖြည်းချင်းညှိနှိုင်းတဲ့ပုံစံအဲ့ဒီပုံစံမျိုးကိုသွားကြပါတယ်။အီရန်နိုင်ငံသားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူကရက်40လောက်စစ်တိုက်ထားပြီးတော့အပြန်အလှန်လုံးဝမယုံကြည်တဲ့အခြေအနေမှာပထမဆုံးအကြိမ်တွေ့ရုံနဲ့သဘောတူညီချက်ရမယ်လို့ဘယ်သူမှမျှော်လင့်မထားပါဘူးလို့ပြောဆိုခဲ့ပါတယ်။တနည်းအားဖြင့်အမေရိကန်ဘက်ကချက်ချင်းအပြေလိုချင်ပေမဲ့အီရန်ကတော့အချိန်ဆွဲပြီးတော့ကစားနေရဖြစ်ပါတယ်။ဒီဆွေးနွေးပွဲပြရတဲ့အဓိကအကြောင်းရင်းကြီးနှစ်ခုရှိပါတယ်။ပထမတစ်ခုကတော့နျူကလ িয়ার ကိစ္စဖြစ်ပါတယ်။အမေရိကန်ရဲ့အဓိကလိုလားချက်ကအီရန်အနေနဲ့နျူကလ িয়ার လက်နက်မလုပ်ပါဘူးဆိုတဲ့ခိုင်မာတဲ့အာမခံချက်ကိုလိုချင်တာဖြစ်ပါတယ်။ဒါကိုအီရန်ကလုံးဝသဘောမတူပါဘူး။အီရန်ကသူတို့ရဲ့နျူကလ িয়ার ကငြိမ်းချမ်းတဲ့စွမ်းအင်အတော့ပဲလို့အမြဲပြောပေမဲ့တကယ်တမ်းစာချုပ်ထဲမှာလက်နက်မလုပ်ပါဘူးလို့ဂရုပေးဖို့တော့ညှစ်ဆက်ပါတယ်။ဒါကြောင့်အမေရိကန်ကစပွဲဝိုင်းကနေပြီးထသွားတာပါ။ဒုတိယတစ်ခုကတော့လက်ဘနွန်နဲ့ဟော်မုတ်ရေလက်ကြားကိစ္စဖြစ်ပါတယ်။အီရန်ကဟော်မုတ်ရေလက်ကြားကိုပြန်ဖွင့်ပေးဖို့အတွက်အမေရိကန်အနေနဲ့အစ္စရေးကိုဖိအားပေးပြီးတော့လက်ဘနွန်မှာအပြစ်အခက်ရက်စဲပေးဖို့တောင်းဆိုပါတယ်။ဒါပေမဲ့အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုကတော့ဆွေးနွေးပွဲလုပ်နေချိန်မှာတဲ့လက်ဘနွန်နိုင်ငံဘေရွတ်မြို့ကိုအကြီးအကျယ်ဘုံကျဲပြလိုက်ပါတယ်။ပါကစ္စတန်ရဲ့တန်အမတ်တွေကတော့နေတန်ယာဟုကဒီဆွေးနွေးပွဲကိုတမင်သက်သက်ဘုံခွဲဖျက်ဆီးလိုက်တာလို့ဆွဆွဲထားပါတယ်။အီရန်ကလည်းလက်ဘနွန်ကိုမရက်ရင်ဟော်မုတ်ကိုလည်းလုံးဝမဖွဲ့ဘူး။အမေရိကန်ကစစ်တိုက်တုံးကသူတို့မရခဲ့တဲ့ဟာတွေကိုစပွဲဝိုင်းမှာလာတောင်းနေရဆိုပြီးတော့ဆွေးနွေးပွဲကိုအဆုံးသတ်လိုက်ပါတယ်။ American ဒုသမ္မတ JD Vance ရဲ့သတင်းစာရှင်းလင်းပွဲမှာအံ့ဩစရာအကောင်းဆုံးကတော့ကမ္ဘာရေနံ20%ဖြတ်သန်းနေတဲ့ဟော်မုတ်ရေလက်ကြားအကြောင်းကိုတခေါမှမဟသွားပါဘူး။ American ရဲ့ယက်တီချက်ကအင်မတန်ရှုပ်ထွေးနေပါတယ်။သမ္မတဒေါ်နယ်ထရန့်ကငါတို့ကကိုယ့်ရေနံနဲ့ကိုဖူလုံနေပြီမလို့ဟော်မုတ်ရေလက်ကြားကငါတို့နဲ့မဆိုင်ဘူးလို့တခါပြောလိုက်ဟော်မုတ်ရေလက်ကြားကိုပြန်ပြီးမဖွင့်ရင်အီရန်ကိုပြချပစ်မယ်လို့တက်လှည့်ပြောလိုက်နဲ့ယက်တီချက်ကနေတိုင်းပြောင်းနေပါတယ်။ဆွေးနွေးပွဲစနေချိန်မှာပဲရေနံတင်တင်မောကြီး3စီးကတော့အီရန်ရဲ့ပိတ်ဆို့မှုကိုကြော်ဖြတ်ပြီးတော့ဟော်မုတ်ရေလက်ကြားကနေပြီးအပြင်ကိုအောင်မြင်စွာထွက်ခွာသွားနိုင်ပါတယ်။ American စစ်တင်မော2စီးကလည်းအဲ့ဒီနေရာကိုရောက်နေပြီးတော့ရေလက်ကြားရှင်းလင်းလုပ်နေတယ်လို့ပင်တဂွန်ကကြေညာထားပါတယ်။ဒါပေမဲ့အီရန်ကတော့ငါတို့သဘောတူညီချက်မရမချင်းဟော်မုတ်မှာဘာမှပြောင်းလဲမှာမဟုတ်ဘူး။ငါတို့လုံးဝအလောတကြီးမရှိဘူးလို့ခက်အေးတုံ့ပြန်ထားပါတယ်။အချုပ်ပြောရရင်တော့22နာရီကြာဆွေးနွေးပွဲကအမေရိကန်နဲ့အီရန်ကြားကကြီးမားတဲ့ကော်ဟချက်တွေကိုဖော်ပြသွားပါတယ်။ဒေါ်နယ်ထရန့်ကတော့သဘောတူညီချက်ရမရငါတို့ကအနိုင်ရပြီးသားမလို့ဂယုမဆိုင်ဘူးလို့ပြောပြီးတော့ UFC တိုင်ပေါင်းဆောင်ပြိုင်ပွဲသွားကြည့်နေပါတယ်။ဒါပေမဲ့ကမ္ဘာစီးပွားရေးကတော့ဂယုဆိုင်ရပါလိမ့်မယ်။ဆွေးနွေးပွဲပြတ်သွားတဲ့အတွက်ယာယီအပြစ်ခတ်ရစေးရေးကအချိန်မရွေးပြပြောင်းသွားနိုင်ပြီးတော့ရေနံဈေးတွေပြန်ပြီးထိုးတက်လာဖို့ပဲရှိပါတယ်။နောက်ထပ်ဆွေးနွေးပွဲဘယ်တော့လုပ်မလဲဆိုတာလည်းဘယ်သူမှမသိပါဘူးဒီရုပ်သံကိုကျွန်တော်ရဲ့ YouTube Channel ဖြစ်တဲ့ link ခိုင်မှာလည်းအပြည့်အစုံတွားရောက်ကြည့်ရှုနိုင်ပါတယ်နေ့စဉ်နောက်ဆုံးရနိုင်ငံရေးစီးရေးသတင်းအခြေအနေတွေကိုအချိန်နဲ့တပြေးညီ Telegram မှာတင်ပေးနေတာဖြစ်လို့ကျွန်တော်ရဲ့ Telegram Politics လက်ကို join ထားဖို့ဖိတ်ခေါ်ပါတယ်အားလုံးပဲဘေးကင်းလုံခြုံကြပါစေကျွန်တော်ကတော့ link ခိုင်ပါနောက်ဗီဒီယိုမှာပြန်ပြီးတော့ဆုံတွေ့ပါခင်ဗျာ